9100နဲ့ပဲလာယူပါအရင်ဆုံးလူလိန်တတိထားပါခင်ဗျာကျွန်တော်တို့ရှစ်ခေါ်ထူတာအကောင့်အတုတွေနဲ့ Telegram မှာရော Fiber မှာရော TikTok မှာရောကျွန်တော်တို့ရှိပါတယ်ဆိုတော့လူလိန်မခံရအောင်ကျွန်တော်တို့အိမ်ရငွေရှည်စနစ်ရလာလို့အရင်မိလိုက်ပါကျွန်တော်တို့ရှစ်ခေါ်ထူတာမှာဆိုလို့ရှိရင်တော့အိမ်ရငွေရှည်ရပါတယ်ခင်ဗျာအများကြီးယူမှသာကျွန်တော်တို့ငွေလေးအနှဲငယ်ပဲစရန်ကျူထည့်ရတာပဲဖြစ်ပါတယ်ကဲအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ပြပြပေးပါမယ်ဒါလေးဆိုလို့ရှိရင်တော့စာပေါက်လေးနဲ့ရှုပ်ပေးထားတာဖြစ်ပါတယ်ကောင်မလေးတော်တော်များများတော့အရန်ကိုကြိုက်ကြတဲ့အထည်လေးပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့စီမှာဆိုလို့ရှိရင်တော့အထည်ပေါင်း9000လောက်ကိုထုတ်ပြီးသွားပြီဖြစ်ပါတယ်ဆိုတော့ဒါလေးကကျတော့နောက်ဆုံးအတုပ်ထပ်ပြီးတော့ထွက်ထားတာပဲဖြစ်ပါတယ်ခင်ဗျာစေနှုန်းနေနေကတော့9000နဲ့မှ100ကျပ်ပဲရှိမှာပဲဖြစ်ပါတယ်ကျွန်တော်တို့မန်းလေးဆိုင်ခွဲလိပ်စာလေးပြပြပေးပါမယ်ဆိုင်ခွဲလိပ်စာလေးက35လမ်းခွန်3ခွန်4ကြာဖလန်နယ်ပါဆိုင်အပေါ်ထပ်မှာဖြစ်ပါတယ်ခင်ဗျာဆိုတော့အယောင်လေးတွေလိုက်ပြီးတော့ပြပေးပါမယ်ခင်ဗျာအယောင်လေးတွေဆိုလို့ရှိရင်ကျွန်တော်တို့1ယောင်2ယောင်3ယောင်4ယောင်ဒါနဲ့ဆိုလို့ရှိရင်တော့အယောင်9ယောင်လာပါတယ်အယောင်နေသည်ကျွန်တော်တို့တစ်တုပ်နဲ့တစ်တုပ်ကတော့အယောင်မတူနိုင်ပါဘူးခင်ဗျာဆိုတော့ကျွန်တော်ရဲ့ရှစ်ခေါ်ထူတာလက်ကတိုင်ကနေပြီးတော့ဖောက်တယ်တွေအတွက်အကောင်းဆုံးဝန်ဆောင်မှုတွေပေးနေပါပြီလက်ကစေး9ထည်ကနေစပြီးတော့ယူလို့ရသလိုအများကြီးယူရင်စီးပိုရှို့သွားပါမယ်လက်ကားစေးအစ်မန်နေနဲ့ရောင်းချပေးနေတာပါငွေပမာဏနည်းနည်းနဲ့စတင်နိုင်မဲ့အခွင့်အရေးမို့လက်မလွတ်တမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်